အားလုံးပဲမင်္ဂလာပါနော်နော်ဘလော့ကနေပြန်လေးကြိုဆိုပါရစေဒီတစ်ခေါက်ကျတော့ဂျင်းမီတိုင်းဈေးမှာအတုပ်ဆုံးသွားစမ်းမှာပေါ့နော်ကျွန်တော်ဒီဂျင်းမီတိုင်းဈေးမှာအရန်စားကောင်းတဲ့ဆိုင်ရှိပါတော့အပြိုကြီးဆိုင်ပေါ့နော်အတုပ်ဆိုင်တော်လေးစားလို့ကောင်းမယ်လူလေးတော်တော်များပါတယ်ကျွန်တော်နော်တို့နဲ့အတူလက်ကုံလုံးကြည့်ရှုပေးကြအောင်ခင်ဗျာ平地翁路山。ဒီဆိုင်မှာကျတော့အတုပ်တို့ဘာလို့အဆုံရတာပေါ့နော်ဂျာဇန်တို့ခေါက်ဆွဲတို့ပြင်းဒီမျိုးတခြားအတုပ်တွေတော်တော်လေးစားလို့ကောင်းပါတယ်ဈေးရောတော်တော်လေးတန်တဲ့ fair ဖြစ်တာပေါ့နော်ကျွန်တော်တို့ကဒီ၃မျိုးအတုပ်ဆုံးဂျာဇန်တို့ခေါက်ဆွဲတို့တစားဖြစ်ပါတယ်တော်တော်လေးစားလို့ကောင်းပါတယ်တော့ကောင်းပါချေကျွန်တော်ကြတော့ဒီမျိုးလမ်းဘေးစားစားတွေစားရတာကြတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့သူတို့ရဲ့ဒီသူတို့ရဲ့စကားနားလေးလောက်တယ်ပြီးရင်တော်တော်လေးတနေ့ရှင်းရှင်းလေးဆက်ဆက်နဲ့ဆိုတော်တော်လေးစားလို့ကောင်းတာပေါ့နော်ကျွန်တော်ကဒီမှာသူတို့လောက်ထားထားတဲ့တတိယလေးတော်တော်လေးစားလို့ကောင်းပါတယ်ကောင်းကောင်းလေးလုပ်ပေးပါတယ်ပြီးရင်တို့ဒီထဲမှာရှိတဲ့တခြားမုတ်တွေလည်းတော့ဆက်မှာဖြစ်ပါတယ်ပြပြစားတော့လည်းတော်တော်လေးစားလို့ကောင်းပါတယ်ဒီထဲမှာတော့စားပလာတဲ့အများကြီးထည့်ပေးတာပေါ့နော်စိတ်နှမ်းနဲ့ထည့်ပေးဆိုတော့တော်တော်လေးစားလို့ကောင်းပါတယ်ဒါကြတော့ဒီနေ့ကိုယ်တိုင်လောက်ထားရတဲ့နည်းနည်းဒီနေ့ဖြေးဒီပေါ့နော်အချိုကြီးတော်တော်လေးလောက်ကောင်းပါတယ်ဟုတ်တယ်ပါဆယ်ဟုတ်တဲ့အကြိုက်ဆုံးကကြတော့1000တန်းတော့ဘာဆဆ1000တစ်ခု1000ပေါ့နော်ပီဇာရဲ့ဘာကာရဲ့တခြားကိတ်တွေရပါတယ်ဒီဟာလည်းတော်တော်လေးတန်ပါတယ်1000ဆိုခုကိတ်ကလည်းဆိုရင်ကတော်တော်လေးတန်တာပေါ့နော်တော်တော်လေးစားလို့ကောင်းပါတယ်ဟန်တော့ဆနာကဲဖူးနာကိုတထုံးလာကဲဖူးနာကိုနော်ငါကဝလာနာဒါအထက်မှာဘာမှပါလို့မလားဆိုယူပါတယ်အထက်ပါလားကျွန်တော်တားကြည့်တမရတာအိုင်ကောတော်လာရနာလားကြည့်မိတိုင်းဈေးကမုတ်တွေဘာလိုမျိုးပတ်စားတော်တော်လေးအဆင်ပြေတယ်1000နဲ့ဆိုရင်ကအများကြီးစားလို့ရတယ်ကျွန်တော်ဆို1000တော့မကုန်9000လောက်ပဲတော်တော်လေးစားလို့ကောင်းပါတယ်အခုလိုကြည့်ရအမျိုးဗီဒီယိုရိုက်ဆိုတာကကျွန်တော်နိုင်ငံခြားမှာရောက်တဲ့သူတွေအတွက်တင်ပေးခြင်းဖြစ်ပါတယ်ကြော်ညာချင်းဘာမှမဟုတ်ပါဘူး See you the next video